ကိုနဲ့ပတ်ဝန်းကျင်မှာကို့အမေကိုကြွေးတယ်ကို့အဖေကိုကြွေးတယ်ကို့မိသားစုကောင်းမထားတယ်ကြွေးတယ်မွေးဒါဌာနကောင်းမှုတွေပဲလေအိနိနာချင်းတွေကြွေးတယ်မိတ်ဆွေသင်္ကာတွေကြွေးတယ်ဒါလည်းဌာနကောင်းမှုတွေပဲဘာပဲလှူဒန်းကြွေးမွေးဟိုလိုအလှကြီးလုံးမှဌာနကောင်းမှုမဟုတ်ဘူးလုပ်လို့ရတယ်နောက်ဆုံးဝင်မြတ်စွာဘုရားဟောထားတာကိုစားတဲ့ထမင်းညံဟင်းညံလေးတောင်တိရစ္ဆာန်လေးတွေစားကြပါစေဆိုတဲ့ intention ရည်ရွယ်ချက်နဲ့ထမင်းညံဟင်းညံလေးတွေကိုစွန့်ပြစ်ရင်တောင်မှပဲအဲ့ဒီကုသိုလ်ရဲ့အကျိုးကကိုယ်စီရောက်တယ်လို့ပြောထားတာဗျာဒါနောက်ဆုံးနော်အညံဆုံးလို့ပြောတာအဲ့ဒါတော့ကိုယ်စီရောက်လာမယ်လို့ပြောတာအဲ့တော့မိတ်ဆွေတွေကိုကော်ဖီလေးတစ်ခွက်တိုက်တာတော့ထမင်းလေးတစ်နက်ကျွေးတာဒါတွေလည်းဒါနတွေပဲအကုန်လုံးကအဲ့ဒီကတော့အရက်တော့မတိုက်နဲ့ပေါ့ရတိုက်တာသူ့ကိုဖြည့်စီရရောက်သွားတယ်နော်မဟုတ်တဲ့ဘက်ကိုအားပေးတဲ့ဌာနမျိုးတော့မလုပ်ကောင်းဘူးကုသိုလ်လို့ထင်ရပေမဲ့လို့တစ်ဖက်သားအကျိုးပျက်စီးသွားတဲ့ဟာမျိုးကြရင်တော့ဒါဌာနလို့မခေါ်ဘူးသူနော်သူ့အတွက်အကျိုးရှိစီကိုယ်စိတ်ကလည်းပဲပုံမြတ်တဲ့စိတ်ဓာတ်ရှိရ